အားလုံးပဲမင်္ဂလာပါရန်ကုန်ဆိုမီဒီယာရဲ့ပွဲကြိုထောက်ကူပြုချက်လက်များစီစဉ်လေးပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါရွေးချယ်ထားတဲ့ပွဲစဉ်လေးကတော့တနင်္ဂနွေနေ့ည8:00နာရီတို့မှာရှင်းမှန်ကစားကြမယ်အာဆင်နယ်တင်းနဲ့ချက်စီတင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်လေးပဲဖြစ်ပါတယ်ဖြစ်နေမှာကစားကွက်ခင်းကျင်းတဲ့လူထုတ်ပုံဒီဘက်မှာအာဆင်နယ်အသင်းရဲ့ဖြစ်နိုင်မှုလူစင်းရတော့ဂိုးသမားနေရာမှာဆိုရင်ရာနောက်တက်မှာတော့တင်မာစလီဗာဂါဗရီယယ်ကာလာဖီယိုရီကွင်းလယ်မှာတော့အိုရီကက်ပါတီဒီဂလန်ရိုက်နဲ့တိုက်စစ်ပိုင်းမှာအန်ရန်ဂျီမီရီနိုနဲ့ထရော့ဆက်တို့ကိုတုံးပြီးတော့4-3-3ပုံစံနဲ့ပွဲထွက်လာနိုင်ပါတယ်ချက်စီတင်းရဲ့ဖြစ်နိုင်မှုလူစင်းရတော့ဆန်ချက်ပြီးရင်နောက်တက်မှာကူကူရဲလာကိုဝဲဖူဖာနာရီစီဂျေကွင်းလယ်မှာတော့အန်ဇိုဖာနန်ဒက်ကန်ဂျီရိုပါမာတိုက်စစ်ပိုင်းမှာတော့အန်ကွန်ကူဆန်ချိုနဲ့နီတိုတို့အသုံးပြုပြီးတော့4-3-1ပုံစံနဲ့ပွဲထွက်လာနိုင်ပါတယ်။ဒန်ယာနဲ့ပွဲပဲဒန်ယာပွဲပဲဆင်းမှာတော့အာဆင်နယ်အသင်းမှာဆိုရင်တိုမီယာဆူဆာကာဂျီဆက်နဲ့ဟာဗတ်တို့ဟာဒန်ယာပြဿနာကြောင့်ဒီပွဲစဉ်ကိုလွှတ်ချုပ်မှာဖြစ်ပါတယ်။ချက်သီးတဲ့ဒန်ယာဆင်းမှာတော့စလိုနီနာဂတ်စတိုဒေးဗစ်တာတိုဖိုဖာနာဂူလူနီကိုလက်ချက်ဆန်နဲ့မာတူပီတို့ဟာဒန်ယာကြောင့်ဒီပွဲစဉ်ကိုလွှတ်ချုပ်မှာဖြစ်ပါတယ်။ထိတ်တိုက်တွဲဆုံမှုများထိတ်တိုက်တွဲဆုံခဲ့တဲ့နောက်ဆုံး9ချိန်မှာတော့အာဆင်နယ်တင်းက3ချိန်နိုင်တရေ2ချိန်ကျပြီးတော့ချက်တီးတင်းကတော့1ချိန်မှအနိုင်မရရှိခဲ့ပါဘူးအာဆင်နယ်ပွဲမှာကစားခဲ့တဲ့နောက်ဆုံး9ချိန်မှာတော့အာဆင်နယ်တင်းက3ချိန်နိုင်ချက်တီးတင်းက2ချိန်အနိုင်ရရှိတာပါတယ်ထိတ်တိုက်တွဲဆုံမှုတွေကိုကြည့်ချင်းအဖြစ်တော့အာဆင်နယ်တင်းကအခုနောက်ပိုင်းမှာအသာရလေးရှိတာကိုတွေ့ရှိရပါတယ်နောက်ဆုံးကစားခဲ့တဲ့ရလဒ်များနောက်ဆုံးကစားခဲ့တဲ့ရလဒ်များမှာတော့အာဆင်နယ်တင်းဟာ PS ပူရီတင်းနဲ့2ဂိုးစီတေကြခဲ့ပေမဲ့ပထမကြော့ကတကူ9ဂိုးနဲ့အနိုင်ရရှိထားခဲ့တဲ့အတွက်ကြောင့်မလို့ကွာတာဖိုင်နယ်ကိုတက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ဒါ့အတူချက်စီတင်းကလည်း conference ဒီမှာကွာတာဖိုင်နယ်ကိုတက်ရောက်ထားပါတယ်။လက်ရှိအမှတ်ပေးစရာမှာတော့ဒုတိယနေရာအာဆင်နယ်တင်းဟာပထမနေရာလီဗာပူးတင်းနဲ့15မှတ်ထိကွာဟနေရလည်းဖြစ်ပါတယ်။တိုက်စစ်ခံစစ်အင်ဝင်းဝေးကွင်းနှိုင်းရှင်ခြင်းတိုက်စစ်ခံစစ်ပိုင်းကိုလေ့လာကြည့်ရမယ်ဆိုတော့အာဆင်နယ်တင်းကနောက်ဆုံးကစားခဲ့တဲ့5ပွဲမှာတွင်းကို10ကိုတွင်းယူထားပြီးတော့ဘေးကိုကတော့5ကိုပေးထားရပါတယ်။ချက်တီးတင်းကတော့နောက်ဆုံးကစားခဲ့တဲ့5ပွဲမှာတွင်းကို9ကိုတွင်းထားပြီးတော့ဘေးကို3ကိုပေးထားပါတယ်။ဒါကြောင့်တိုက်စစ်ပိုင်းမှာတော့တိတ်ကွာချက်တိတ်မရှိပေမဲ့ခံစစ်ပိုင်းမှာတော့ချက်တီးတင်းကအနေငယ်ပိုတာနေလို့ဆိုရပါမယ်။အိမ်ဝင်းဝဲကွင်းနှိုင်းရှင်ချက်တွေမှာတော့အာဆင်နယ်တင်းကအိမ်ဝင်းကောင်းလို့ချက်စီးတင်းရတယ်။အဝေးကွင်းစွမ်းဆောင်ရည်ဆိုရင်ကြာဆင်းသွားတဲ့လေရှိတာကိုတွေ့ရပါတယ်။လက်ရှိခြေသွမ်းနဲ့ဘယ်တင်းရပုတ်ပြီးအားထုတ်မလဲလက်ရှိခြေသွမ်းမှာတော့ကွာခြားချက်ကြီးကြီးမားမားတော့မရှိပါဘူးဒါဘီပွဲတင်ဖြစ်တာရဲ့နောက်ပြီးချန်ပီယံလိဝင်ခွင့်အတွက်အနိုင်3မှတ်ရရှိအောင်ကြိုးစားအားထုတ်သွားကြမှာဖြစ်လို့အားထုတ်မှုကတော့တူတူလောက်ပဲဖြစ်မှာပါဘိုကီရီရဲ့လေးပေးမှုဘိုကီရီရဲ့လေးပေးမှုမှာတော့အင်ရှင်အာဆင်နယ်တင်းရဲ့အနိုင်ရရှိနိုင်ရာခိုင်နှုန်းကို55%ပေးထားပြီးတော့ဧည့်သည်ချက်စီတင်းရဲ့အနိုင်ရရှိနိုင်ရာခိုင်နှုန်းကတော့23%ပေးထားပါတယ်တေကြနိုင်ရာခိုင်နှုန်းကတော့22%ပေးထားပါတယ်ဒီလေးပေးမှုကိုကြည့်ရအပြင်ဘိုကီရီယာအာဆင်နယ်တင်းကိုပို့ပြီးတော့အနိုင်ရရှိဖို့အတွက်အလေးပေးထားတာကိုလည်းတွေ့ရပါတယ်အနည်းချုပ်သုံးသက်ချက်နှစ်ချက်သုံးသက်မယ်ဆိုတော့ဒီနှစ်တင်းလုံးကဥရောပပြိုင်ပွဲတွေမှာကိုစီကွာတာဖိုင်နယ်ကိုတက်ရောက်နေကြပြီမဲ့ဒီပွဲစဉ်ကဒါဘီပွဲစဉ်ဖြစ်တာရဲ့ချန်ပီယံလိဝင်ခွင့်တိုက်ပွဲအတွက်အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ကြည်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်နေဦးမှာပါအာဆင်နယ်တင်းရဲ့အိမ်ဝင်းမှာဆိုရင်ချက်စီးတင်းဟာရလက်တွေစိုးလို့ရှိပြီးတော့ဒီတစ်ခါမှလည်းဧည့်သည်ချက်စီးတင်းနေနဲ့ရုန်းကန်ရနိုင်ပါတယ်တွင်းကိုအနည်းကိုပို့ပြီးတော့အကြိုက်တွေ့မိပြီးတော့ခမန်းရလက်အနေနဲ့ဆိုရင်တော့အင်ရှင်အာဆင်နယ်တင်းကတကူကိုမရှိဒါမှမဟုတ်2ကူမရှိဆိုတဲ့ရလက်လောက်နဲ့အနိုင်ရရှိသွားနိုင်တယ်လို့ခမန်းလိုက်ပါတယ်ခုတင်ဆက်ပေးခဲ့တာတော့ကျွန်တော် Rango Sport Media နဲ့အပတ်စဉ်ဖော်ပြပေးနေတဲ့ပွဲကြိုထောက်ကူပြုချက်လက်များအစီအစဉ်လေးပဲဖြစ်ပါတယ်ဒီစီစဉ်ကနေမိတ်ဆွေတို့အကျိုးဆောင်ကြရရှိမယ်လို့လည်းမျှော်လင့်ပါတယ်အားပေးအတွက်အားလုံးကျေးဇူးတင်ပါခင်ဗျာ